ကျွန်တော်တို့ရဲ့ Moody Story ရေးပြီးလို့ရပါတယ်ခင်ဗျာကျွန်တော်ရဲ့ session လေးကြိုက်ရင်မဲလိုက်ပြီးတော့ဝင်းနေစုတောင်းလေးကိုကျွန်တော်ဆိုတော့စာရင်းရေးဒီထဲမှာကျွန်တော်အားလုံးတော့ရှင်းမထမှတော့ဖတ်ပြပေးတာကျွန်တော်Moody viewer နဲ့အားတဲ့အခါအရေးဖြစ်တဲ့ Moody Story ဖတ်ပါမယ်နော်ဟုတ်ကဲ့ပဲစင်မှာကိုမပြောပါနဲ့ကျွန်တော်ပြောပါဒါပါအဲ့စုတောင်းတာလေးကျွန်တော်ဒီလေးမှာကျွန်တော်မဲလိုက်ပြီးတော့ကျွန်တော်ဖတ်ပြတော့မှာဖြစ်ပါတယ်ပွဲလာကြည့်တဲ့လူတွေကကျွန်တော်တို့စီလာပြုတ်စီကိုစီလက်ဆောင်ပေးမှာဖြစ်ပါတယ်ကျွန်တော်တို့အဲ့ဒါကကျွန်တော်တို့တောက်တဲ့ဟာမဟုတ်ပါဘူးလိမ့်နေတာစီလာပြုတ်စီနဲ့စိတ်ရည်မျိုးရှိရင်ခန်းစော်စီကလည်းအထူးကထုတ်လုပ်ထားပြီးဂျူနာခါနာဆက်နာလက်နာနာချင်လာတဲ့ကုန်သက်တာဖို့ဖြစ်ပါတယ်ဒီနေ့ဆော်ပြီးတော့လက်ဆောင်လေးယူလို့ရပါတယ်ခင်ဗျာလိမ့်စေးဝယ်ဒီ9000လို့ပြည့်တယ်ကန်တူးရှင်နေလေမျက်နှာပေးရရှိပါတယ်ဟုတ်ကဲ့ပါဘူးဟုတ်တယ်ပါဗျာဟုတ်ပါပြီဘုမပြောတဲ့ပြောတဲ့လူကြီး有些嘛，现在讲下去嘛，我哋咁樣呢啲資料喺度咧，總是係出嚟，係每一個人都睇過，現在係成個年度一十倍咁樣。好啊，每一年度咧，一場都會有吧面，ကျွန်တော်လည်းတော့ချစ်ဖို့စီစဉ်ထားပါတယ်ကျွန်တော်စီစဉ်ရပါတယ်ဒီနေ့အန်ယူပါတီဟုတ်လားကျွန်တော်တို့ချီရမိသားစုလည်း AR ပေးတဲ့အတူဂျူးစင်လေးတွေလုပ်ထားပါတယ်အပြင်ပုံထဲမှာ AR pay app ကိုထောင်းလို့ဆွဲပြီးကျွန်တော်ရဲ့ referral code SYM BTS ကိုတော့အကောင့်ဖွင့်နေပဲကျိုးစင်းလိုက်ရုံပဲအဲဆိုရင်ကျွန်တော်စီကိုချက်ချင်းပြတာလက်ဆောင်နဲ့ email နဲ့1500ကျပ်ရောက်ရှိလာမှာဖြစ်တယ်လို့ပြည့်တက်ကြီးရတယ်ဘုံမိဖြစ်ရင်ကျွန်တော်ဝင်သွင်းရုံနဲ့1500ကျပ်ပြန်ရရှိပါတော့ခင်ဗျာမိုက်တယ်ဗျာဒါလည်းမကသေးပါဘူးအမြင့်ဆုံးစု3,000အထိပါဝင်တဲ့ ARP ရဲ့ lucky draw campaign ကြီးမှာလည်းပါဝင်ပေးရမှာဖြစ်ပါတယ်အခုပဲပြောပါမယ် MC ပြောပါမယ်ဒါအခုပဲ ARP ကိုတောင်းပြီးကျွန်တော်လည်းအတူတူတုံးပြလိုက်ရအောင်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကဲစာရေးတွေစာရေးမှာပြောတာအားလုံးစမ်းတယ်သူအစားပြတယ်စာရေးကို1500ချက်ချင်းတက်တာလေပို့ခြင်း